ကျွန်တော်တို့ကဒီနေ့ကတော့ Golden Valley ဒါ Diamonds and Gold Jewelry ကိုရောက်ရှိနေတာဖြစ်ပါတယ်အဓိကကလေကျွန်တော်တို့ဒီ Golden Valley မှာလာကြည့်လို့ရှိရင်ဒါဒီဇိုင်းတွေကိုကြည့်လိုက်ရင်သိပါတယ်ဒီလိုဒီဇိုင်းတွေဆိုတာဒါကျွန်တော်တို့မြန်မာနိုင်ငံမှာမြင်ရခဲ့တယ်ပြီးတော့မမြင်ရလောက်အောင်လည်းဖြစ်တဲ့ဒီဇိုင်းတွေဖြစ်ပါတယ်ဆိုတော့ဟိုလာရောက်ကြည့်ရှုလို့ရှိရင်သိပါလိမ့်မယ်ဒီဇိုင်းတွေကဒါဥရောပဒီဇိုင်းတွေပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီ Golden Valley ကကြတော့ကျွန်တော်တို့ဒီမှာရှိတဲ့လက်ဝတ်ရတနာတွေအားလုံးကကျွန်တော်တို့ဥရောပကနေပြီးတော့ကျွန်တော်တို့ဒီဇိုင်းတွေဖြစ်တယ်အဲ့ဘက်က brand တွေဖြစ်တဲ့ဒါကျွန်တော်တို့ Golden Valley မှာဆိုလို့ရှိရင် brand လေးမျိုးရမယ်အဲ့ဒါတွေကတော့ကျွန်တော်တို့ J Monica ရဲ့ Jessica ရဲ့ Omega Art ရဲ့D Orica ရဲ့ဆိုပြီးတော့brand လေးမျိုးရှိပါတယ်အဲ့တော့ပြောချင်တာဒီ design တွေအကုန်လုံးကဥရောပမှာဒါတေချာလေးကိုခက်လုပ်ထားတဲ့ design တွေပဲဖြစ်တယ်ပြီးတော့ brand တွေလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလို brand တွေကိုလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော် Golden Valley မှာရပါတယ်ဒါတွေအားလုံးက 18K Gold ဖြစ်ပါတယ်ခင်ဗျာအဲ့လိုမိုးဆန်ဆန်လေးတွေကိုဝတ်ထားဆိုရင် Jessica Go ဒါရော Omega Art ဆိုတော့ခုနကျွန်တော်ပြောသလိုအဲ့လိုမျိုး brand လေးတွေပေါ့နော် brand လေးတွေရှိရတဲ့အတွက်ကြောင့်မလို့သူတို့ကိုယ်ပိုင်ထုတ်ထားတဲ့ brand ပုံစံလေးတွေဝေးရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ Golden Valley ကဒါကျွန်တော်တို့ Junction City ညီတက်မှာဖွင့်လှစ်ထားပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဝယ်သွားတဲ့ customer တွေအတွက်ကိုကျွန်တော်တို့ကလဲတယ်ဆိုလို့ရှိရင် 15% နဲ့ကျွန်တော်တို့ပြန်ယူတယ်ပြီးလို့ရှိရင်ရောင်းနေဆိုလို့ရှိရင် 20% နဲ့ကျွန်တော်တို့ပြန်ယူတယ်ပေါ့နော်ဒါလေးတွေကအာသာချက်ပြီးတော့နောက်ထပ်အာသာချက်ကကျွန်တော်တို့ကဒီ Golden Valley ကနေပြီးတော့အဲ့လိုပစ္စည်းကိုလဲတာပဲဖြစ်ဖြစ်ပြန်ဝယ်လိုက်တာပဲဖြစ်ဖြစ်အဲ့ပစ္စည်းကိုကျွန်တော်တို့ကဆိုင်မှာတင်ပြီးတော့ပြန်မရောင်းပါဘူးကျွန်တော်တို့ကဒီမှာတင်ရောင်းတဲ့ပစ္စည်းတွေဒီလုံးဝဘယ်သူမှမဝေးရသေးတဲ့ဒါ brand new အသစ်တွေပဲဖြစ်ပါတယ်ဒါလေးကအာသာချက်ဖြစ်ပါတယ်ခင်ဗျာဟုတ်ဒီဇိုင်းတွေကတကယ်ကိုဒီမှာမတွေ့ရလောက်တဲ့ဒီဇိုင်းလေးတွေဖြစ်တယ်ပြီးတော့ဥရောပမှာကိုခက်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဇိုင်းတွေကဥရောပ vibe လေးတွေရစေပါတယ်ခင်ဗျာအဲ့တော့ပွဲပဲတက်မလားဒါမှမဟုတ် daily wear လေးတွေပဲလားဆိုလို့ရှိရင်ကြိုက်တဲ့ဒီဇိုင်းကိုကျွန်တော်တို့ဒီ Golden Valley မှာလာပြီးတော့ကြည့်ရှုလို့ရပါတယ်ခင်ဗျာTime City ကျင်းပတဲ့ jewelry show မှာဒီနေ့လည်းနောက်ဆုံးနေ့ဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့မောင်နှမ2ယောက်ကတော့ဒီ Golden Valley Diamonds and Gold Jewelry ရဲ့ကိုစားကျွန်တော်တို့တက်ရောက်ဖြစ်တာပါခင်ဗျာကျွန်တော်တို့ခုပြောတဲ့ဒါဥရောပ brand လေးမျိုးလေးရတယ်ဒီဇိုင်းတွေကလည်းကျွန်တော်တို့မြန်မာနိုင်ငံမှာတွေးရခဲတဲ့ဒီဇိုင်းတွေလည်းဖြစ်တယ်ပြီးတော့ဥရောပလက်ရာဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်ကိုခိုင်ခန့်တယ်တည်သက်တယ်ဒီလက်ရာလေးတွေ18 gold လေးတွေဖြစ်ပါတယ်အဲ့တော့လာရောက်အားပေးဖို့လည်းကျွန်တော်တို့မောင်နှမ2ယောက်ကနေပြီးတော့ဖိတ်ခေါ်ခြင်းပါတယ်เนาะအားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ